ဒီလိုမျိုးရဒီမှာပူတဲ့ချိန်မှာပေါ့နော်ဝက်ဆက်လေးရောင်းပြပါမယ်ရှင်အဲ့ဒါလေးကတော့ရှင်းနိုင်ဝက်ဆက်ပါရှင်သူက small and medium ဆိုပြီးတော့နှစ်ဆိုင်ရမယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ small ဆိုရင်အသက်1နှစ်နဲ့2နှစ်ကြာ medium ဆိုရင်တော့2နှစ်နဲ့3နှစ်ကြာပေါ့နော်အဲ့လိုလေးပါရှင်တော့ဝက်ဆက်ပေါ့နော်လက်တူဗီဒီယိုပေါ့နော်လုံးဝပုံစံလေး cute type ဖြစ်တယ်ပေါ့နော်ဒါလေးဆိုဒီရောင်လေးနဲ့ဒီဘောင်းမီလေးနဲ့ပေါ့နော်ဒါလေးဆိုရင်ဒါလေးကတစ်စုံပေါ့နော်ဒါလေးတစ်ဆက်ပါရှင်ပြီးရင်နောက်တစ်ဆက်ကရဒီမှာညီရောင်လေးရဲလှနေပါအနီရောင်လေးရယ်ပြီးရင်ဒီအမဲလေးရယ်ပေါ့နော်ဒါလေးကတစ်စုံပါရှင်ပြီးရင်ဒါလေးရပေါ့နော်ဒီကအသားရောင်ဘက်သွားနေနေတူရယ်အသားရောင်ဘက်ရောက်သွားတယ်ပေါ့နော်အသားရောင်လေးနဲ့အစိမ်းဖြော်လေးဒါလေးရတဲ့ဆုံးအဲ့လိုလေးရပါမယ်ရှင်ဒါပူတဲ့ချိန်မှာဒီလိုလေးဝတ်ပင်အဆင်ပြေရောနော်ဒါလေးဆိုရင်မူကြိုပို့မလားအိမ်မှာကစားမလားလုံးဝပေါ့ပါလေးနဲ့အေးအေးလေးပေါ့နော်ရှင်းနိုင်ဝတ်ဆက်လေးပါရှင်ရှုပ်ချုပ်သားလည်းအမှခံပါတယ်ရှင်ဒါလေးဆိုရင် small ရဲ့ medium နှစ် size ရှိရပေါ့နော်တစ်စုံ1,900ပါရှင်ရိုင်းရောက်တဲ့မြို့ကအိမ်ရောက်မှုရှိရတယ်ကြံငွေလေးရောကြိုပဲပေးရပါမယ်ရှင်ကိုတာတာလေးကိုလှစေခြင်းနဲ့ပါညာစိတ်ဝင်ပြီးလိုက်တော့နော်အားလေးလည်းပြပြပေးရပါကျေးဇူးပါရှင်